တည်ရဲ့ကိုယ်တိုင်မြက်ကတရားလို့ပဲမချစ်တဲ့မချစ်တဲ့သူကိုချစ်နေမိတဲ့ဖြစ်ပါကွယ်တရားစစ်ဆိုရလေမမြင်ရတဲ့ကျိုးလေးပါပဲပြင်မရခဲ့ကျိုးလို့နောက်ပွဲရှင်နေမှမေးဖို့ရည်ခဲစဉ်းစားတင်ပါတယ်။ကိုချစ်တယ်လို့ပြန်ချစ်တယ်ချစ်သူကိုရွေးချယ်အလွန်ဆိုတာဖြည့်စင်မရှိဘူးကွယ်ပါကွယ်တရားစစ်ဆိုရရဲ့မပြရတဲ့ကျိုးလေးပါပဲပြင်မရခဲ့ကျိုးလို့တော့ပွဲရှင်နေမှမေးဖို့ရည်ခဲအရာရာလေးနဲ့မချလို့ရာရာပေါ်ပေါ်တွေ့သူကိုဒီတော့ချစ်Bye.